အားလုံးပဲမင်္ဂလာပါ AK Korean Language Learning ကနေကြိုဆိုလိုက်ပါတယ်။ကဲဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ပြီးခဲ့တဲ့အရှိတစ်ဖက်မှာပြောပြထားတဲ့အကြောင်းအရာလေးတွေကတစ်ခုပေါ့နော်။ဘာလဲဆိုလို့ရှိရင်ဥမှုတို့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပါ။သူဒီဒုံးစာနဲ့လည်းတွဲသုံးသလိုရုံစာနဲ့လည်းတွဲပြီးသုံးတယ်မြန်မာလိုဆိုရင်အတွက်ကြောင့်တော့ကြောင့်လို့ဆိုတဲ့အဓိပ္ပာယ်ရ။ကဲအဲ့တော့ဒီဥပမာစာကြောင်းလေးကိုကြည့်လိုက်စာကြည့်တိုင်းမှာတိတ်ဆိတ်စွာနေရတဲ့အတွက်ကြောင့်အတန်ကြဲကြဲနဲ့စကားပြောလို့မရပါဘူးဟုတ်ပြီနော်စာကြည့်တိုင်းမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဒိုးစောခွင့်အဲစောနော်တိတ်ဆိတ်စွာနေရတဲ့အတွက်ကြောင့်ဂျိုယုံဟီဟဲရဟာမို့လို့အတန်ကြဲကြဲနဲ့စကားပြောလို့မရပါဘူးခွန်းဆိုရီရူအီယာဂီဟာမြောအန်တွက်မီတာဒီမှာနည်းနည်းဖြစ်နေဆိုလို့ရှိရင်နော်ရော်တော်ဘုန်းတို့တည်ထားပြီးတဲ့အတိုင်းပဲဖြစ်ပါပဲဥဒိုနဲ့တုံးထားပါတယ်ဟုတ်ပြီနော်ကဲအဲ့တော့နောက်ဥပမာလေးတစ်ခုကိုကြည့်လိုက်ရအောင်တစ်တီးနဲ့ဟင်းသီးဟင်းရွက်တွေကကျန်းမာရေးအတွက်ကောင်းတာကြောင့်ကောင်းသောကြောင့်နေ့စဉ်စားသုံးသင့်ပါတယ်ကွာအီရန်ချေဆူဒရီဂွန်ဂန်အဂျိုမိုရိုမေအီမောဂယာဟာမီတာဟုတ်ပြီနော်နောက်ဥပမာစာကြောင်းလေးတစ်ချက်ကြည့်မယ်အချိန်မရှိတဲ့အတွက်ကြောင့်အစည်းအဝေးကိုမြန်မြန်စတင်ပါမယ်အချိန်မရှိတဲ့အတွက်ကြောင့်မလို့ရှီယန်နီအော့ဆမိုရိုအစည်းအဝေးကိုမြန်မြန်စတင်ပါမယ်ဝဲဝီရူပါရီရှိချက်ခါကက်ဆမီတာအဲ့ဒီမှာကက်တီဥမှုတို့ရဲ့အရှိမလုံးဝလိုက်လို့မရပါဘူးကဲအဲ့ဒီတော့ဟိုးအရှိမပြောပြထားပြီးတဲ့အတိုင်းပဲပေါ့နော်ဒီဥမှုတို့ဒီစီမီစီကန်နဲ့ပတ်သက်တဲ့အကြောင်းပြချက်တွေနောက်တစ်ခုကကြတော့အကြံပေးချက်တွေเนาะအများပြည်သူကိုအကြံပေးချက်တွေနောက်တစ်ခုကကြတော့လုပ်ငန်းခွင်မှာပြောတဲ့အကြောင်းပြချက်တွေဟုတ်ပြီเนาะဒီအောက်မှာလည်းပို့ဒီဥမှုတို့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလည်းသေချာရှင်းပြပေးထားပါတယ်ဟုတ်ပြီနော်ထပ်ပြောမယ်ဥမှုတို့ကပို့ပြီးတဝဝင်ကြတဲ့အရေးအပြောအကြောင်းပြချက်တွေเนาะဒီပြောတနည်းအားဖြင့်ပြောရမယ်ဆိုရှင်အကြောင်းပြချက်ကိုပို့ပြီးတော့လေးနဲ့စေချင်တဲ့အခါတွေစီမီစီကန်နဲ့ပတ်သက်တဲ့အကုစာတွေမှာဒီတရားကိုသုံးတယ်ကဲအဲ့ဒီတော့နောက်ဗီဒီယိုတွေမှာဘာအကြောင်းအရာနဲ့ပတ်သက်မျှဝေပေးမလဲဆိုတဲ့အကြောင်းအရာကိုလေ့လာကြည့်ကြမယ်နော်